ပတ်ဝန်းကျင်ဆိုဒီမှာယောက်ျားမရှိပဲကလေးမွေးတော့လင်းကောင်းမဖော်နိုင်မဲမွေးတဲ့ကလေးယောက်ျားယူပြီးကလေးရပြန်တော့လဲမင်္ဂလာဆောင်တဲ့အချိန်အတွက်ဗိုက်ကြီးလိုယူလိုက်ရတာလေယောက်ျားရှိရတဲ့အကြောင်းကြောင့်ကလေးမယူတဲ့သူကြတော့လဲမြုံနေရလားမသိဘူးကိုယောက်ျားနဲ့ကိုအစဉ်ပြေလို့ကလေးယူပြန်တော့လဲ3ယောက်ထက်ပိုယူကြည့်အမလေးကလေးမွေးတဲ့စက်ယုံကြနေတာပဲကဲကလေးတယောက်ပဲမွေးထားပြန်တော့လဲဟဲ့တယောက်တည်းပဲမွေးမှလားထပ်မွေးလေတဲ့ကလေးကတကောင်ကျက်ဖြစ်နေမယ်လို့ပြောတာပေါ့လက်ထပ်ဖို့အစင်မပြေသေးလို့အချိန်နေကြာနေပြန်တော့လဲခိုးစားနေတာနဲ့ပဲကျင်းနေနေတာလေအချိန်မဆွဲပဲလက်ထပ်လိုက်ပြန်တော့လဲအမလီဘယ်ချိန်ကလေးကလင်းလိုခြင်းနေလဲမသိယူပြီးတော့အစင်မပြေကြလို့ကွဲလိုက်ပြန်တော့လဲတခုလက်ဖြစ်ပြီးကြည်နေရွပြပါတော့မယ်အစင်မပြေပေမဲ့လဲတီးခံပေါင်းနေပြန်တော့လဲအယူအမဲသားကြွေးထားသလိုပဲဒီလင်းကိုဘာဆွဲလန်းနေမှမသိဘူးတဲ့အိမ်တော်ရေးစိတ်မဝင်စားလို့အပြိုကြီးလုံးနေပြန်တော့လဲဘယ်တော့ယူမှလဲတယောက်တည်းနေတော့မှလားမောင်တယောက်ပင်ရှိလင်ကစားလင်းတယောက်မရှိရင်မတင့်တယ်ဘူးတဲ့အပြိုကြီးကနေအင်းရပေးစားလို့ဖြစ်ဖူးစာပါလို့ဖြစ်ယောက်ျားသာရကြည်လိုက်ဒီရွယ်ရောက်မှလင်ကထယူသေးတဲ့ဒါကိုပတ်ဝန်းကျင်လို့ခေါ်တာပေါ့ဗျ